သိလိုက်ပါတော့လေးစိမ်တွေကတိုက်ခတ်တယ်မင်းနဲ့တို့နှစ်ယောက်ကြမှာအပြင်လူတွေရှိတယ်အိမ်နဲ့လေးလာပါတယ်ဘယ်အချိန်ထိပိုင်မလဲနောက်ထပ်တဲ့မရောက်ခင်ချစ်ဖို့ကွယ်ဆုံးသက်မှာတော့ငါတွေ့လို့သလားမပြောတတ်ပါအလိုက်မသိတဲ့ဧည့်သည်တယောက်သာကံချမစီစားရအိမ်မလေးလာပါတယ်ဘယ်အချိန်ထိပိုင်မလဲနောက်ထပ်ဧည့်သည်မရောက်ခင်ချစ်တော့ွယ်